မင်္ဂလာပါဒီလိုချစ်တဲ့ကျေးဇူးရှင်ပြည်သက်ကြီးစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းပြည့်စုံပါစေဘေးပေါင်းရန်ပေါင်းကင်းဝေးပါစေလို့ကျွန်တော်လူရှင်တော်လူတကာအမြဲပြောတဲ့စူပါဘဲတော့မေတ္တာပို့ဆောင်ပေးပါတယ်ဘယ်တို့အားပေးကြတဲ့ကျေးဇူးရှင်ပြည်သက်များခုဆိုလို့ရှိရင်အလူပွဲမင်္ဂလာပွဲတွေကြိုတင်ပြီးတော့ငှားကြတဲ့သာသနာဒါယကအလူဒါယကအလူမာများဘယ်တို့မင်္ဂလာပွဲတွေမှာမင်္ဂလာပိဋိတုံအောင်ပြီးတော့ငှားကြတဲ့သူတို့သားသူတို့သမီးများအားလုံးစိတ်ချမ်းသာခြင်းကိုကျွန်မပြည့်စုံပါစေဘယ်တော့ကြီးကဗိသိက်ဆရာဖြစ်နေပြီဆိုတော့အလူမနဲ့ဘယ်ကိုငှားကြတဲ့ကျွတ်တင်ငှားကြတဲ့ကျေးဇူးရှင်သူတို့သားသူတို့သမီးများအလူတကအလူမများထီးတကထီးမများအားလုံးကိုကျေးဇူးတင်ကြောင်းလေးဒါလေးပြောပြတာပါကျွန်တော်တို့ဒီသားစုစင်ပြေလို့အလူတကအလူမများလည်းစင်ပေးကြပါစေစတောင်းပေးအားလုံးဘေးပေါင်းရမောင်းကင်းဝေးကြပါစေခင်ဗျာလူဆက်လက်နဲ့မှာပိတ်ကန်ဆုံးချက်တွေ့ရနိုင်ပါစေမှန်ပါခင်ဗျာတကယ်ကိုဒီနေ့တန်ခါတော့ကျွန်တော်ရဲ့အလူတကာရဲ့ဖြစ်ပါတဲ့ဥကြောတဲ့မြေလာငါတာပေါ့နော်ကျွန်တော်ဒီကိုတွေနဲ့ဒါတော့အလူမာဝေယဝဆက်အားလုံးလူတွေများကိုဘုံလုံးလိုက်ပြီးလုပ်ပြီးတဲ့အလူတကာရဲ့ညီကိုတွေပေါ့နော်ဒီလေးကြောတန်းနေပြီးတော့ဒီဗိသိက်ဆိုရင်တော့သိန်းစောကြောက်တော့သိန်းစောဆိုင်နေဗိသိက်ဆိုရင်တော့ဘဲတော့ငါဆိုပြီးတော့အဖေရဲ့နန်းကြီးကြာတာသမီတွေကငါပြတာပေါ့နော်အဲ့တော့ကျွန်တော်တို့တက်ခံဖြောပြပြရမှာတော့ဒီဆောင်မှုဆောင်းမှုကျော်ဘာလို့ကျော်လေးရဲ့လူဝင်ကျွန်တော်9နှစ်ကိုပြည့်မြောက်မှာအဲ့တော့မြစ်တာနဲ့တရေကမနေ့ပိုင်းလေးသွားဆူပေးမှာပေါ့နော်ကိုသိန်းစောလူကူမောင်းမှုနဲ့ပေါ့နော်အဲ့တော့ကျွန်တော်တို့အခမ်းပြောပြီးပြမှာတော့ငငယ်မျိုးဒီလိုကလေးရွာဖြစ်ပါတယ်ခင်ဗျာဒီဆောင်မွန်းလာတဲ့မှာကလေးရွာမှာတကယ်လို့အခမ်းမှာလည်းဆိုင်ရတော့ကြောက်ပတောင်ကစက်ပြီးဆောင်နာမည်တင်လို့ဆိုင်ရဖြစ်ပါတယ်ခင်ဗျာကျွန်တော်စပါဘဲတော့အခမ်းပြောပြီးမှာအားလုံးချက်မှတ်ချမ်းသာပါစေလူတွေကအလုပ်ပါနဲ့အားလုံးတရေကိုငါပြီးတဲ့ဒီကိုဒီအားလုံးချက်မှတ်ချမ်းသာပါစေဟုတ်ကဲ့ပါမင်္ဂလာပါ